ကဲစညိုကဒီ set small company ကစီးပွားရေးစိတ်ဝင်စားတဲ့စီးပွားရေးသမားတွေအတွက်ပေါ့နော်ဒါစညိုကအစီအစဉ်လေး plan တစ်ခုလုပ်ထားပါတယ်ဒါကဘာလဲဆိုရင်တော့တရက်တပုတ်ပေါ့နော်မျှဝေအစီအစဉ်လေးကိုဒါကျမကလုပ်ပေးသွားမှလည်းဖြစ်ပါတယ်ရှင်ဒါကဘလို့စီစဉ်လဲပေါ့နော်စညိုကိုယ်တိုင်တကယ်ကိုမှဒါရှာဖွေပြီးတော့ပေါ့နော်ဒါဝယ်ထားတဲ့စာအုပ်ထဲကနေမိတ်ဆွေတို့ပေါ့နော်တရက်တပုတ်ကိုလာရောက်ပြီးတော့မျှဝေပေးသွားမှလည်းဖြစ်ပါတယ်အဲ့ကကြတော့ဒါကျမဒီတလပေါ့နော်အရင်ဆုံးတလ plan နဲ့မိတ်ဆွေတို့ကိုမျှဝေပေးမှလည်းဖြစ်ပါတယ်အဲ့ကကြတော့ဒါကျမဒီနေ့အတွက်ပေါ့နော်မျှဝေဖို့အတွက်ဆိုတော့အများကြီးတော့ရွေးချယ်ထားတာတော့မရှိသေးဘူးပေါ့နော်မရှိသေးဘူးဆိုမဲ့ဒီစာအုပ်လေးနဲ့အရင်မိတ်ဆက်ပေးချင်ပါတယ်ဒါကြတော့ပေါ့နော်စညတို့ဒီ MNN နဲ့ပတ်သက်တဲ့ပေါ့နော်စီးပွားရေးလုပ်ငန်းဒီပေါ့နော် MNN နဲ့ပတ်သက်တဲ့စီးပွားရေးဓမ္မတွေအတွက်ပေါ့နော်ဒါကျမတို့ဒီစာအုပ်လေးထုတ်ထားရလည်းဖြစ်တယ်ဟုတ်ပြီဒီမှာလေးပေါ့နော်ဖတ်ဖူးတဲ့လူတွေအများကြီးပဲရှိနေနေရှင်ဒီစာအုပ်ကမကောင်းလားကောင်းလားဆိုရင်တော့ဒီပေါ့နော်စာအုပ်တွဲကိုမှ3တွဲလာတယ်ပေါ့နော်ဒါကတော့စကြိုအခုဖတ်ပြမှာကတော့ပထမတွဲဖြစ်ပါတယ်ဒုတိယတွဲလည်းစကြိုရှိတယ်ပေါ့နော်ဒါတော့မဖတ်ရသေးဘူးဒါပေမဲ့လည်းဒီစာအုပ်တအုပ်လေးဖတ်လိုက်တာနဲ့တော့မပေါ့နော်တအုပ်မပြီးသေးခင်တော့မှအများကြီးပဲဒါကျမရဲ့ဘဝအတွက်ပေါ့နော်ပြောင်းလဲမှုတွေလည်းတွေ့ရတာလည်းဖြစ်ပါတယ်ဟိုပြောင်းလဲနိုင်တယ်ပို့ပြီးတော့လည်းကိုယ့်ရဲ့ company ပေါ်မှာလည်းယုံကြည်မှုတွေတိုးသွားတယ်အဲ့တော့ဘာကြောင့်မို့ဒီလိုမျိုးတွေယုံကြည်မှုတွေတိုးသွားတာလဲပေါ့နော်ဒါစကြိုကတပိုးလာပေါ့နော်ဒါကျမမျှဝေပေးခြင်းနဲ့မမျှဝေသေးခင်ပေါ့နော်မျှဝေသေးခင်ဒီစာအုပ်ကိုထုတ်လုပ်တဲ့သူပေါ့နော်စာအုပ်ကိုထုတ်လုပ်တဲ့သူကဒီရေးတာကတော့တခြားနိုင်ငံခြားသားရေးထားတာဒါပေမဲ့ဘာသာပြန်ထားတာကတော့ဟိုတက်ကဒိုမင်းသူပေါ့နော်တက်ကဒိုမင်းသူကဘာသာပြန်ထားတာလည်းဖြစ်ပါတယ်ဟိုအများကြီးတော့မပြောပြတော့ပေါ့နော်သူကိုယ်တိုင်ကတော့အရင်တုန်းကဒီ MNN နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုတိုက်ခိုက်မှုတွေကြုံတဲ့အခါမှာသူကိုယ်တိုင်ကလည်းဒီကျမတို့ဒီလိုမျိုး company တွေပေါ်မှာယုံကြည်မှုတွေကင်းမဲ့ခဲ့တယ်ဒါပေမဲ့လည်းသူကိုယ်တိုင်စိတ်ဝင်စားပြီးတော့ပေါ့နော်ဟိုဘာကြောင့်မို့လူတွေကညင်းပယ်နေကြရလဲဆိုတော့ဟိုဒါတေချာလိုက်စုံစမ်းတဲ့အခါမှာဆိုရင်တော့ဒါသူဒီကျမတို့ရဲ့ဒီ company ကအမှန်တရားတွေကိုတွေ့သွားရတယ်အဲ့ထဲမှာဒီလိုစာအုပ်ကိုဖတ်လိုက်တဲ့အခါမှာဒီပေါ့နော် diamond တယောက်ကရေးထားတဲ့စာအုပ်ကိုသူဖတ်လိုက်ပြီးတော့အတွေးခေါ်ကောင်းနေအမြင်မှန်ကောင်းနေရတဲ့အခါမှာကျမတို့လိုဒီ MNN လုပ်နေတဲ့သူတွေအတွက်ပေါ့နော်သူကူညီပေးခြင်းစိတ်ဖြစ်လာပြီးတော့ဒီစာအုပ်ကိုထုတ်လုပ်ခြင်းလည်းဖြစ်တယ်ဒါတောင်မှပုံနှိပ်တဲ့အချိန်ကြီးကအများကြီးပဲပေါ့နော်ပုံနှိပ်တဲ့အချိန်ကြီးလည်းဒီထဲမှာရေးထားလည်းရှိတယ်ဒီမှာပုံနှိပ်တဲ့အချိန်ရတော့ပေါ့နော်အများကြီးတော့မပြောပြတော့ဒါကတော့ပထမအချိန်ထဲမှာပါတာလည်းဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ဒါဒီမှာဟိုပြောပြတော့မယ်ပေါ့နော်ကဲ MNN စီးပွားရေးကဘယ်လိုမျိုးအလုပ်လုပ်တယ်လဲပေါ့နော်အဲ့ဒါလေးကိုစညိုဖတ်ပြပေးမယ်ရှင်အဲ့ဒီမှာဆိုရင်တော့ဒါဝင်ငွေအမျိုးအစားအနေနဲ့ဆိုရင်တော့ဒါ3မျိုးပေါ့နော်ဒီ MNN မှာအကျိုးများရရှိဖို့အတွက်ဆိုရင်3မျိုးရှိတယ်ပုံမှန်ဝင်ငွေပေါ့နော်ပုံမှန်ဝင်ငွေကကြတော့လူတိုင်းနဲ့ရင်းနှီးမှုရှိတဲ့ဝင်ငွေအမျိုးအစားဖြစ်တယ်တင်ကတလလုပ်တဲ့အတွက်လုပ်အားကတလစာရရှိမယ်နောက်ထပ်တလအလုပ်လုပ်တဲ့ပြင်နောက်ထပ်တလစာရရှိတယ်အသက်မွေးဝမ်းကြောင်းဖြစ်တဲ့အတွက်ပညာရှင်လုပ်ငန်းဖြစ်တဲ့တိုင်ဝင်ငွေမှာသတ်မှတ်ထားတဲ့ပုံမှန်တိုင်းတာရမယ်ဒါကတော့လူတွေမှာရှိတဲ့ဝင်ငွေမျိုးပြောပြပါတော့ရှိတိုက်တဲ့ဝင်ငွေမျိုးပြီးကြရင်ဒါနေ့စဉ်အလုပ်လုပ်ရန်တာဝန်ရှိတဲ့ဝင်ငွေမျိုးဖြစ်တယ်ဒါကတော့တာမန်လကစားအလုပ်တွေမှာလည်းတွေ့ရတဲ့သူတွေမျိုးပေါ့နော်နောက်ထပ်တစ်ခုကကြတော့ရေရှည်ဝင်ငွေပေါ့နော်ဝင်ငွေမျိုးစား3မျိုးထဲမှာရေရှည်ဝင်ငွေဒုတိယကဝင်ငွေမျိုးစားရခင်ကာလများကပြုလုပ်ခဲ့တဲ့လုပ်ငန်းပေါ်မှာရရှိတဲ့ဝင်ငွေမျိုးကိုဆိုလိုတယ်တဲ့ဥမာအဆိုတော်တွေလားပေါ့နော်ဆိုတော့တယောက်ရဲ့တပ်ပြားဝေတွေနှစ်ပေါင်းများစွာအောင်ရောက်ချတဲ့နေရာကနေဝင်ငွေရရှိတာမျိုးရုပ်ရှင်တရုပ်ဆောင်ရဲ့ရုပ်ရှင်ကားနဲ့စာရေးဆရာတို့ရဲ့စာအုပ်တွေလိုမျိုးအဲ့လိုမျိုးကနေပိုက်ဆိုင်ရတာမျိုးပေါ့နော်
ဒီချိုင်းရင်အောင်မြင်မှုလုပ်ငန်းမျိုးကနေရရှိတဲ့အကျိုးအမြတ်တွေကဒါတက်တာဝင်ငွေကိုဖြစ်ထွန်းအကျိုးကစားပိုင်ခွင့်ရှိစေတယ်ဒါအမှန်စီးပွားရေးစင့်ပွားနည်းပြင်ပေါ့နော်စနစ်ကနေရတဲ့ဝင်ငွေဒါကြတော့ရေရှည်ဝင်ငွေထဲမှာလည်းပါတယ်ပေါ့နော်ဒီမှာစာရေးဆရာတယောက်ကတဲ့တစ်နှစ်မှာစာအုပ်တအုပ်ရေးကောင်းရေးနေအကယ်၍သူစာရေးတဲ့စာအုပ်ကပြန်လဲပုံနှိပ်ထားတာမျိုးမရှိဘူးဆိုရင်ပိုက်ဆံမရဘူးပေါ့နော်မိုဘိုင်ခွင့်ရတဲ့အခါမှာတော့သူပိုက်ဆံတွေထပ်ရတယ်ဒါတော့စာရေးဆရာတယောက်ပေါ့နော်အမှန်စနစ်ကဘယ်လိုမျိုးကွာခြားမှုရှိရလဲပေါ့နော်အမှန်စနစ်မှာကြတော့တဲ့စာရေးဆရာတွေရဲ့မိုဘိုင်ခွင့်တွေအခွင့်အရေးတွေကိုနဲ့ရှည်လာကန်ဆုံးရှုံးနေရတဲ့အကျိုးမြတ်တွေရှိနေတယ်တဲ့ခြားနာချက်တစ်ခုဒါရှိပါတယ်တဲ့ဒါအခြားမဟုတ်အမှန်စီးပွားရေးစနစ်ဈေးကွက်ပြန့်ချီလုပ်ငန်းကကုန်ပစ္စည်းရောင်းချခြင်းနဲ့ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီးတော့စာရေးဆရာတွေလိုပဲစာရေးသားခြင်းမဟုတ်တဲ့အချက်ပင်ဖြစ်တယ်တဲ့ကျမတို့ကတော့စာကတော့အမြင်နဲ့ရေးစရာမလိုပေါ့နော်စာရေးဆရာတွေအယိုးရှင်းဆုံးပြောရမယ်ဆိုရင်အမှန်အန်ကဒီကုန်ပစ္စည်းရောင်းချမှုနီလန်းများစွာနဲ့တခုတည်းတော့နီလန်းတာဖြစ်တဲ့အဲ့ဒီနီလန်းကရုပ်ဝက်ချက်လို့မရှိပါဘူးမိတို့တော့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုကိုမဆိုကင်တွယ်ဆောင်ရွက်နိုင်တဲ့ရိုးသားပြီးအောင်မြင်တော့ဈေးကွက်ပြန့်ချီမှုတရားတာဖြစ်ပါတယ်တဲ့အဲ့ဒီမှာတရားဥပဒေနဲ့ညီညွတ်တဲ့ပြင်လောကကျင့်ဝတ်များနဲ့လည်းညီညွတ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ပြီးကြရင်ကြီးမားတဲ့စီးပွားရေးလုပ်ငန်းဖြစ်ပြီးတော့အချိန်နဲ့အမျှပို၍ကြီးမားတဲ့စီးပွားရေးလုပ်ငန်းလည်းဖြစ်တယ်ပိုပြီးတော့လည်းကြီးလာတယ်အမှန်စနစ်ရဲ့အခြေခံစည်းမျဉ်းတွေကတဲ့ရှေးရိုးစင်လာကုန်စည်ဖြန့်ချီမှုစနစ်နဲ့များစွာကွာခြားကွဲပြားခြားနားတယ်ဘယ်လိုကွဲခြားခြားနားလဲဆိုရင်တော့ကျမတို့ပေါ့နော်ရောင်းအားတိုးတက်မှုများပြားမှုတွင်ပို့ပြီးတော့လည်းခြားနားတယ်ကုန်ကြစရိတ်သုံးစွဲရမှုမှာလည်းခြားနားချက်ရှိတယ်နောက်တစ်ချက်ကပစ္စည်းများကိုရောင်းချပုံရောင်းချနည်းမှာလည်းကွဲပြားခြားနားတယ်အဲ့လိုမျိုးတုတ်ဆေးများထုတ်လုပ်တဲ့စက်ရုံတရုံရဲ့တဲ့ရှေးရိုးစင်လာဖြန့်ချီမှုစနစ်ကိုဥပမာလေးပြောပြပေးမယ်ဒါကြောင့်ထုတ်လုပ်တဲ့သူအရေးအတွက်ကအများဆုံးကိုထုတ်လုပ်ရအများဆုံးအမြတ်အများဆုံးရဖို့ညှော်တင်နေပေါ့နော်သူကများစွာတော့လက်ကားရောင်းချသူထံမှာအမှားများစွာလက်ခံရရှိရေးအတွက်ဝန်ထမ်းတွေကိုအများကြီးပဲခိုင်းရတယ်ဒါကတော့တုတ်ဆေးရောင်းတဲ့ထုတ်လုပ်တဲ့စက်ရုံပေါ့နော်ပြီးကြရင်ဝန်ထမ်းလကစားတွေဒီကြောညာဖြန့်ချီတဲ့စရိတ်တွေပေါ့နော်ကျမတို့အသက်တင်အမြတ်တွေကိုပါထုတ်လုပ်မှုစရိတ်တွေထည့်တွင်းတွက်ချက်ရတယ်ပေါ့နော်အဲ့ကမှဆိုရင်ဘယ်လိုတွေဖြစ်လာလဲပေါ့နော်ဒီမှာဆိုရင်လက်ကားရောင်းချတဲ့သူအယောက်20ရှိရမယ်ပြီးကြရင်လက်ကားရောင်းချတဲ့သူတွေကလည်းသူတို့ခံထားတဲ့ဝန်ထမ်းစရိတ်တွေရှိတယ်ပြီးကြရင်အစအိုးစရိတ်တွေပေါ့နော်အကြော်ညာစရိတ်တွေရှိမယ်ပြီးကြရင်အခြားမဖြစ်သုံးရမယ့်စရိတ်တွေလည်းပါသေးတယ်အတရင်အမြတ်ကိုပါအဲ့ဒီဆေးဘူးပေါ်မှာထပ်မှန်ပြီးတော့လည်းတွက်ချက်ရသေးတယ်ပေါ့နော်ဒါကတော့ဒီဆေးဘူးကုမ္ပဏီဒီထုတ်လုပ်တဲ့စက်ရုံနဲ့နိုင်ရှင်ပြတာပေါ့နော်ပြီးကြရင်လက်ကားရောင်းချတဲ့သူတဦးကနေလက်လီရောင်းချတဲ့သူ100ပေါ့နော်100ကိုဖြန့်ချီတယ်ဆိုပါစို့လက်လီရောင်းချတဲ့သူကလည်းအထက်ပါနေတိုင်းဝန်ထမ်းစရိတ်ဆိုင်ကန်းစရိတ်တည်ယူပို့ဆောင်ရေးစရိတ်နဲ့မြတ်ငွေကိုတင်ပြီးတော့လက်လီရောင်းချသူတဦးကသုံးဆွဲသူ900ခန့်ပေါ့နော်900ခန့်ကိုဖြန့်ပြီးတယ်လို့မှတ်ယူပါတဲ့ဒါဆိုဒီလိုနီးနဲ့ပေါ့နော်အကုန်တယ်တွေအစအဦးနဲ့နေရာထိုင်ခင်းတွေကိုဝေချင်းမြောက်များကိုရင်းနှီးမြှုပ်နှံခဲ့ကြတယ်တဲ့ဒီလိုပဲရင်းနှီးမြှုပ်နှံတုံးဆောင်ပစ္စည်းတွေတို့အောင်တဲ့ကိစ္စတွေငွေများစွာကိုသုံးစွဲခဲ့ကြတယ်ဒါတွေမကလေးကိုအဆက်ပိုင်းလိုက်ပါဝင်လောက်ကင်လူတွေကုန်တယ်တွေဒေဝါလီခံမဲ့အရေးတွေကိုလည်းစိုးရိမ်ပူပန်လေးရှိတယ်ဒီနေရာမှာလွယ်ကူတဲ့တင်ချာနည်းရဲ့တွက်ချက်ပြီးဆိုပါကကျမတို့တုတ်ဆေးထုတ်လုပ်တဲ့သူကလုပ်ငန်းရှင်လက်ကားရောင်းချသူအနက်ပေါ့နော်အယောက်20ပေါ့အယောက်20မှာတဦးမှာပြန်မြလက်လီသမား100ဖြန့်ချီတယ်စုစုပေါင်းလူ2000ပေါ်မှာမိကိုရတယ်ဒါပေမဲ့လက်လီရောင်းချတဲ့သူတဦးကလည်းတုံးဆွဲသူ900မှာဖြန့်ချီသူဆိုတာကပေါ့နော်ဆိုတဲ့9000ထက်လူ2000ကဖြန့်ချီပေးတယ်လို့မှတ်ယူပါတယ်တဲ့ကျမတို့ပေါ့နော်အဲ့ဒါကိုကိန်းဂဏန်းနဲ့တွက်ကြည့်လို့ရပါတော့ထုတ်လုပ်တဲ့သူနဲ့ဖြန့်ချီတဲ့သူတဦးချင်းက
အကျိုးအမြတ်တွေကိုတဲ့အတီးဒီခန်းစားယူလျက်ရှိကြတယ်တွေ့ရမယ်တဲ့တဆင့်ပြီးတဆင့်ပေါ့နော်မိတ်ဆွေတို့တွေးကြည့်လို့ရတာဒါတော့အများကြီးတွေးစရာမလိုဘူးအပြင်ရဲ့လုပ်ငန်းသဘောတရားကိုပြောပြပေးရလဲဖြစ်တယ်ပေါ့နော်ဖြန့်ချီသူအရေးအတွက်များလာတော့လေဒါအကျိုးအမြတ်ကပို့လာတယ်ပေါ့နော်ဖြန့်ချီသူကအရေးအတွက်များတဆင့်ပြီးတဆင့်အဲ့ဒါကျမတို့ဖြန့်လာတော့လဲတွေးရတယ်ပြီးကြရင်ပို့လာတာနဲ့အများဈေးနှုန်းတွေကလည်းထုတ်လုပ်လူထံမှာပို့၍ရော့ကျတဲ့နှုန်းဖြင့်ရရှိနိုင်တယ်ပေါ့နော်အမှန်ကစီးပွားရေးမှာကြတော့အခြေခံသဘောတရားချင်းရက်တည်ခြင်းဖြစ်တယ်တဲ့အခြေခံသဘောတရားပုံမှာပဲရက်တည်ခြင်းဖြစ်တယ်များများရောင်းရလျင်များဈေးရောမယ်ဟူတော့အမှန်မူရခြားနာခြင်းမရှိပါဘူးအမှန်စေဝါစီကွက်ကတဲ့ဘယ်နေရာမှာခြားနာလဲတဲ့ကျမတို့ဈေးအဲ့လိုမျိုးအဆင့်တွေကတော့တူတယ်ပေါ့နော်အကုန်လုံးကတော့မတူဘူးဒါပေမဲ့ဒီကျမတို့ဒီစီးပွားရေးမှာတော့အဲ့လောက်အဆင့်တွေလည်းအများကြီးမရှိဘူးဟုတ်ပြီဒါဆိုရင်ရောင်းအားမှာကွာခြားချက်ရှိမယ်ကျမတို့ပေါ့နော်နံပါတ်1ချက်ဒါနောက်ရက်တွေမှာဆက်ပြောပြပေးမယ်ပေါ့နော်ကုန်ကြစရိတ်မှာလည်းကွာခြားချက်ရှိတယ်ပြီးကြရင်ကုန်ပစ္စည်းရောင်းချနည်းမှာကွာခြားချက်ရှိမယ်ကွာခြားချက်3မျိုးပေါ့နော်ဒါတွေကိုနောက်ရက်တွေကြရင်ဒါကျမဆက်လက်ဖတ်ပြပေးပါမယ်ကဲဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပဲပေါ့နော်ခုလိုကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီကိုအယမ်းမှကျေးဇူးတင်ပါတယ်ဒါကတော့စီးပွားရေးအခြေခံသဘောတရားလေးကိုဒါပြောပြပေးသွားလဲဖြစ်ပါတယ်အဲ့မှန်ပါရှင်